KP နဲ့ဝေပေးနဲ့ကြောင့်ခက်ခဲဖြစ်နေသလားဒါဆိုအေးပေးလေးနဲ့မဟုတ်ဘူးပေးပါလားအော်တရင်ကျွတ်ဒီနေ့တရင်ကျွတ်ကတော့ရှုံးပြီမိုးရီရှုံးပြီ ဟာဟေး ဟဲ့ ဘာလဲရှုံး ဘာရှုံးမယ်ကွာသူများတော့ဘယ်လိုမသိဘူးငါတော့အခုငါမြည်တွေမဟုတ်ဘူးပေးရတာနဲ့ငါဒီနေ့တော့ရှုံးပြီလို့ပြောတာ ပေါက်ရရရှောင်းဘယ်သူအတင်ပြောနေတာလား မင်းစောက်တင်ပြောနေ ဒီနေ့ကျွန်တော်တို့ရန်ကုန်သွားမှာဖြစ်ပါတယ် ဟာဟောလို့မှလည်းဒီမှာရွာမှာပြောနေပြီလေ ရောင်းမပြောနေလို့မှတကယ်ချင်းကသူ့ဆိုင်ကိုလာစားဖို့ဖိတ်တာလေဟိုရောက်မှပြောပြမယ် အေး โอเคတော့စားမယ်လား ဦးစားလဲရမှာ မလဲတော့ဒီတိုင်းပဲသွားမယ်ဟိုပြိတ္တတွေလည်းတစ်ခါလေးပြောပြအောင်ကျွန်တော်တို့ဒီမှာအိမ်မှာတော့လောဆယ်တားဖာနှစ်ယောက်ပဲရှိရတယ်ဟိုမှာမေဦးမကိုဘိုးကြီးစီမှာပွဲလိုက်ကအဲ့တော့ तू မပါဝင်မဲ့လဲဝက်ပဲတဲ့ ဝပဲတယ်နော် तू မပါဝင်မဲ့လဲကျွန်တော်တို့နှစ်ယောက်တည်းသွားမယ်ဗျာโอเคဖိတ်နေမယ်လုပ်ပေးလိုက်ပါ မင်းငါအကြောင်းသိဝပဲဟလား ကဲသွားလိုက်မယ်ဗျာဟုတ်လားဖြည်းဖြည်းကိုဝင်ပြတ်ကြပိုက်စားနေလား အေးကိုဝင်ပြက်ကြ ကိုရောက်မှဆွဲမယ်သွားမယ်ဗျာကဲအခုဆိုရင်တော့ကျွန်တော်တို့တားဖနှစ်ယောက်ကိုဖိတ်ခေါ်ထားတဲ့ surprise ဆိုင်ကင်ဝတ်တုံးငင်မှုဝေးဆိုင်ကိုရောက်ပါပြီ ပြန်မယ် ဟဲ့ပြန်มาတော့အဲဝတ်တော့ရင်ဆိုမှငါဝတ်သားမှမစားဘဲနဲ့ ဩဖေးရဒီမှာဝတ်သားတယ်မဟုတ်သူကကြက်သားလည်းရှိတယ်ဖေးကြက်ကြိုက်တယ်မှာ အေးငါကြက်ကြိုက်တယ်ဒီကောင် ဟုတ်လေဟုတ်ကြက်သားကြိုက်တယ် ဟိုကြက်ကမကြိုက်ဘူး မဟုတ်ဟိုကြက်မဟုတ်ကြက်သား ဟိုကြက်ဆိုကြက်စင်ပြောတာ ဩကြက်စင်မဟုတ်ကြက်သားရိုးကြက်သားကိုကြက်ချိုတို့ကြက်ဆက်တို့ဘာညာအကုန်ရှိတယ် ဟုတ်လား အဲ့တော့ကဲကျွန်တော်တို့နဲ့တူဝတ်တုံးငင်ဘူဖေးနဲ့အတူเนาะကြက်တုံးငင်ဘူဖေးကိုအတူတူလိုက်စားကြပါအောင်โอเคရောက်တစ်ချက်ယူရွေးမယ်ဟဲ့ဟိုမှာယူရမှာဟာဖိတ်မင်္ဂလာပါ မင်္ဂလာပါနေမမင်္ဂလာပါမို့ဒီရုံမပြောနဲ့ဟိုမှာကင်မရာကကျွန်တော်ဗလော့ရိုက်နေရွာပြောဗလော့ ဟုတ်လားရွာဘာလို့တက်လာလဲ ရွာဒီဇိုင်းလမ်းခေါ်လို့ ခေါ်လာတယ်ပေါ့ ခေါ်တိုင်းလည်းလာတယ်ဟုတ်ကဲဟေးဒါမိတ်ဆက်ပေးမယ်ဒါနေ့သေးရဒါဝေဖြူနော်ဒါနေ့သေးရဝေဖြူ ဟုတ်ပြီလို့ ပိတ်သက်တွေမင်္ဂလာပါကျွန်တော်တို့ဒါထူးခြားဒီမှာကျွန်တော်တငယ်ချင်းဘော်ဒါနှစ်ယောက်နဲ့လည်းစုံနေပြီဆိုဖေးသူတို့နဲ့အတူတူ join ပြီးတော့စားလိုက်တော့မယ်သူကကြက်သားစားတယ်ဖေးကကြက်သားစားတယ်ကျွန်တော်ဖေးနဲ့တူကက်လိုက်ကျွန်တော်ဝတ်သားစားတယ်သူကဝတ်သားစားတယ်အဲ့တော့ ကြက်တင်းနဲ့ဝက်တင်းရော ကြက်တင်းနဲ့ဝတ်တင်းခွဲပြီးတော့ကျွန်တော်တို့တဝိုင်းထဲမှာအတူတူစားမယ်ဗျာ ကြက်ဝက်ဖုန်ကြတာ โอเคလိုက်ကြည့်ကြပါဦးနည်းနည်းရွေးလိုက်ဖေးအဲ့လိုကိုပဲသားမလား အေးဘော ကျက်သွမျိုးနဲ့ဆက်လိုက် ကြက်တူနဲ့ဆလိုက်ရပဲလား share ပဲ ဝါဆို လိုက်ကြည့်လိုက်အောင်ဟုတ်ဝက်ဆိုတာ3တက်သားမှာဘာညာအခနေကြကွာစီကဲဗျာခုဆိုရင်တော့ကျွန်တော်တို့အားလုံးစားဖို့တောက်ဖို့အတွက်ရွေးချယ်လုပ်ပြီးတော့ပါပြီဆိုတော့ဝက်တုံးငင်ဘူဖေးနဲ့ဝက်သားလိုင်းကိုစားမှာကျွန်တော်နဲ့ဒီဘက်က နေတည်အောင်နဲ့ နေသေးအောင်နဲ့ဆွဲမယ်ဟိုဘက်ချမ်းကတော့ဖေးမိုးဒီနဲ့ဦးလေးကိုဝေဖြိုးတို့ကနေပြီးတော့ကဲတော့ကျွန်တော်ကင်မယ်ဗျာ ပြင်ပြီနော် တော့နည်းနည်းပဲထည့်ရမီးလေးနဲ့ရှော့အဖေးမျက်နှာထပေါက် လုံးဘေးရဘိုက်စားနေပြီဖေးစားမဲစားစားကြအောင် သားပြီယာကျဲပဲဟိုရပါဦးခင်ဗျာသုံးလာမယ်တော့ပြီးကြည့်ရ ဒီကောင်ဟောရှယ်ပဲ ဟုတ်တယ်ရွက်တည်ရလက်မစားရကြောင်းကောင်းတာဗျာတော့ ဟုတ်စားကျင်နဲ့ဝတ်သားရတော့ခံစား ဟုတ်လားဝတီလာဝမှာသိပြီလား တော့ဝတ်ကြီးဟော ဟောတော့တုတ်မယ် အခုကျွန်တော်စားနေဆိုင်ရကြတော့ထောက်ကျန်အနီးဒါပြည်လမ်းပေါ်ကစား
နောက်တစ်ဆိုင်တစ်ကကြတော့ဘိုးတစ်ထောင်ပါဗျာဘိုးထောင်ကုန်တယ်လမ်းပေါ့63လမ်းထိပ်ဒါကောင်း ဒါကောင်းဒါ ကြက်ကတော်ကောင်းတာ ဟုတ်တယ်တော်ကောင်းဗျာ ထိပ်ကဆိုကြက်ကောင်းကောင်းစားပြီ ကိုရွာကျက်တွေအဲ့လိုတုတ်စားကြ ဒီကင်ဝတုံးရင်ဘူးဝေးဆိုင်ရဲ့အားတာချက်ကဘာလဲဆိုတော့စင်အကန့်တက်လို့ရှိ အဲ့ဒီကတော့မိုက် တနေကုန်ထိုင်စား တောက်တဲ့စားတဲ့လူတွေလည်း ဘာညာရှိတယ်ဟုတ်အေးအတန်တော်မထွက်တော့မျက်လုံးတောင်ဆင်းလာတယ်ဗျ ပြောဗျာ ကျွန်တော်တို့ရဲ့ရွာပြောအစီအစဉ်လေးကိုလည်းအမြဲတမ်းစောင့်ကြည့်ပြီးအားပေးကြပိတ်သက်တွေအားလုံးတွေကျေးဇူးအများကြီးတင်ပါတယ်ဒီမှာစားဖို့တိုင်းပြန်လို့မရဘူးနော် အဲ့တော့ ခြေကဲမှုအလကားစားရသေးတယ်ဒီခြေကဲမှုကတော့သူကကန့်တန်နဲ့ကျွေးတာပေါ့နော်တယောက်ကို6ခွက်အောင်စားမှ ပေးပြန် ငါပြောလိုက်နော်စားပဲစားနာပဲကျဲမပြောပါဘူး ကင်းဝတ်တုံးကင်းဘုဖေးကိုလည်းကျေးဇူးတင်ပါတယ်အလွန်လွန်ကျေးဇူးတင်ပါတယ် ခုလိုဝင်စားပေးတဲ့ကိုယ့်ရဲ့ကိုကြီးတွေနှစ်ယောက်ပြောလိုက်ပါဦး ဦးလေးနဲ့ဘာကြီးကိုကျေးဇူးတင်တယ်တကယ်တန်ပါတယ်ဗျာနော်တကယ်တန်မစားတော့ဘယ်မစားတဲ့လူကကြက် ဟုတ်တယ် ဟာ ဝက်နဲ့ကျက်နဲ့မစားရလူကြတော့ အဲ့ဒါကြောင့်ရေခဲမုံမစားပြန် ကဲအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတတာ